ဒီနေ့ကတော့ကျွန်တော်တို့လေမှာစနေတနင်္ဂနွေဆိုရင်လေကနှစ်ခါထွက်တယ်ပေါ့နော် sunset ရဲ့ dinner ရဲ့ဒါပထမဆုံးခေါက် sunset အတွက်ထွက်ရပေါ့နော်ဘာစားစားတွေရှိလဲဆိုတာကြည့်ကြည့်အောင်ဒါကတော့ဂျပန်အစားအစာဖြစ်ပါတယ်ဆူချီလို့ခေါ်ပါတယ်ဒါတော့ဖြဲတီးပါနနတ်တီးငကားမောက်တီးပြီးတော့ဂိမ်းမို့ဒါအချင်းလီပေါ့နော်ဒါပါစမွန်ဒါအချင်းနဲ့ comfort ပြုတ်ပေါ့နော်ဒါအိန္ဒိယစားစာကြက်သားနဲ့အလူမငင်းမလာဥမိုဖထိုင်ကုန်းထိုင်စားစာပေါ့နော်ဒါအလူကြော်ငါးကြော်ရဲ့ကြက်တောင်ပန်ကြော်ဒါတော့သမင်းဖြူနဲ့သမင်းကြော်ပေါ့နော်နဲ့ကြက်သားချက်ခရုချက်ဒါတော့ပစုံပြုတ်နဲ့ခရုပြုတ်ပေါ့